မင်္ဂလာပါတော်လန်မိဘပြည်တို့ရေနည်းနည်းလာပြနားထောင်ပေးပါနော်ဒါတော်လန်မိဘပြည်သူတွေကိုပြောတာပါနော်ဘောငုံဘောမဘောဆုပ်ဘောယူဘောလိန်နော်ဘောအောက်တန်းစားဆိုင်ကုန်မြေလေးအပါဝင်ကြော်သွားပါနော်နိုင်ငံရေးတော်လန်ရေးကကိုနဲ့မဆိုင်ဘူးကိုကလူဖြစ်လာပြီးတော့အနာကမရှိတဲ့လူတွေနော်လူဖြစ်လာပြီးတော့ကိုယ့်ရဲ့မျိုးဆက်တိအတွက်မစင်စားပေးတဲ့လူတွေဆိုရင်ပေါ့နော်ဒီဗီဒီယိုကနေတို့အတွက်နေတို့ကြည့်လိုက်လို့စင်နေတို့အတွက်အလကားပဲအချိန်ကုန်သွားမယ်နော်ဘာလို့ဆိုတော့ဘောမတွေဆိုရင်တလိပ်ဆန်နဲ့မကွာပါဘူးနော်အနာကလည်းမစင်စားသလိုနော်ကိုယ့်ရဲ့နိုင်ငံဘာတွေဖြစ်လဲလဲသူတို့ဘာမှစောက်ကြည့်စိတ်မှမဟုတ်ဘူးโอเคဒီစစ်လပိုင်းကမ်ပိန်းကိုမမိုးတော်လန်မိဘပြည်သူတွေမမိုးရဲ့လဆင်အလူစင်တွေကိုမမိုးလာပြီးတော့ပြောပြမယ်ပြီးတော့ရေမမိုးရဲ့ကမ်ပိန်းရဲ့လတန်ရဲ့နောက်ဆောင်ရဲ့နေ့မှာ24ရက်နေ့ဖြစ်တယ်မိုးရဲ့စစ်လပိုင်းကမ်ပိန်းကနေဆောင် PDF အဖွဲ့ပေါင်း139ဖွဲ့ပြောမှဆိုတော့139တိုက်ရင် MOD လက်အောက်ပေါ့နော် NUG MOD လက်အောက်ဖြစ်တယ်နော်ဒီ139တိုင်ရင်ကဘယ်နှစ်နေရလဲ17နေရပါတယ်ခုမှနော်တနင်္သာရီတိုင်းပဲခူးမကွေးစကိုင်းကင်းနီစမ်းတောင်မန္တလေးနေပြီးတော့ရန်ကုန်ထူတိုင်စစ်ဌာနချုပ်နဲ့ပြီးတော့စမ်းတောင်ကရားကရင်နီတိုင်းစစ်ဌာနချုပ်17နေရပါတယ်နော်အခုကဒီအဖွဲ့139ဖွဲ့က43ဖွဲ့လူသေးတယ်နော်ပြီးသွားတဲ့နေရက်တုန်းကမမို့ကအရေးပေါ်35ဖွဲ့အကူအညီတောင်းတာကိုဒီနေ့အထိပေါ့နော်6ဖွဲ့ပဲရသေးတယ်အဲ့ဒီ35ဖွဲ့ကနော်29ဖွဲ့လိုသေးတယ်ဒီညဆိုရင်နောက်ဆုံးပေါ့နော်ဘယ်နေရာအတွက်လဲဆိုတော့နေပြီးတော့15ဖွဲ့စာမကွေးတိုင်းအဖွဲ့20စာနေပြီးတော့နဲ့မကွေးတိုင်းမမိုးရတာဘယ်လောက်လဲ6ဖွဲ့ပဲရသေးတယ်29ဖွဲ့စာလိုသေးတယ်နော်ဥမာဒီည29ဖွဲ့စာပြည့်သွားပြီလဲဒီနောက်ဆုံး24ရက်နေ့မှာမမိုးဆက်ပြီးတော့အလူခံရမယ်ငရုတ်တီကတော့အဖွဲပေါင်တော့10ကျော်ဖြစ်တယ်အခုမတို့နော်14ဖွဲ့ပါအခုမတို့နော်ဥပမာဒီညမမိုးအစုံကုန်စ조사ပြီးမိုးလင်းတဲ့အထိမမိုးထိုင်ပြီးတော့အလူခံလိုက်အဲ့ဒီ29ဖွဲ့စာမပြေလို့ရှိရင်ကြံနေတဲ့14ဖွဲ့ရောကြံနေတဲ့ဒီ29ဖွဲ့ရောအဲ့ဒီ24ရက်နေ့နောက်ဆုံးရက်နေ့မှာမမိုးပြည့်အောင်လုပ်ရမယ်ဒါကြောင့်ဒီညဒီအရေးပေါ်29ဖွဲ့စာပေါ့နော်29တိုက်ရင်29ဖွဲ့နော်ဖြစ်နိုင်လို့ရှိရင်မမိုးစုတောင်ပြေးလို့ရှိရင်ပေါ့နော်တထေးကြီး29ဦးလောက်အလိုရှိပါတယ်စင်တထေးကြီးဆိုရင်တစ်ဖွဲ့စာလူနိုင်တဲ့တော်လန်မိဘပြည်သူတွေပေါ့နော်အကူအမတွေမမိုးဆက်တလာပါမိုးရေမကွေးတိုင်းအတွက်အကူတစ်ဖွဲ့စာလောက်ထည့်ပေးမယ်နေပြီးတော့အတွက်အမတစ်ဖွဲ့စာလောက်ထည့်ပေးမယ်ပေါ့နော်အဲ့လိုမျိုးအလူစင်မမို့လို့အပ်ပါတယ်စင်နော်ဥမာကိုကထဲလို့မနိုင်ဘူးပါဝင်လို့မနိုင်လဲတော်လန်ရေးကိုအများဆုံးပြီးစေချင်လို့ရှိရင်ဒီဗီဒီယိုကိုတွေ့လို့ရှိရင် share ပေးပါ messenger မှာလဲကိုရဲ့တငယ်ချင်းတွေကိုရဲ့အမျိုးတွေစီမှာတစင်ပို့ပေးပါလို့မမို့ကူညီတောင်းပါတယ်စင်မမို့အတွက်တော့တောင်းတာမဟုတ်ဘူးနော်ဒါမြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းရဖို့အတွက်နဲ့မြန်မာပြည်ကြီးစင်ရဲအောင်ဒုက္ခရအောင်ဆုတ်ပြတ်တဲ့အောင်လုပ်နေတဲ့အာဏာယူတဲ့အများဆုံးကြဆဖို့အတွက်မြေပြင်မှာစစ်တိုက်နေတဲ့ PDF တွေလိုအပ်တဲ့အကူအညီတွေပေါ့နော်ဒီ campaign အတွက်ဒီစစ်စင်ရဲအတွက်ပေါ့နော်မမို့အရေးပေါ်ဒီမြုပ်တီလိုအပ်ပါတယ်စင်ပြီးတော့နော်20ဒီညပေါ့နော်29ဖွဲ့စာလိုတယ်ပြည့်သွားလို့ရှိရင်တော့ကျန်နေတဲ့14ဖွဲ့စာပြန်မမို့လို့ဆက်ပြီးတော့စူးစမ်းမှာပေါ့နော်ဒါမဲ့ဒီည29ဖွဲ့စာလည်းမပြည့်ဘူး14ဖွဲ့စာလည်းမရသေးဘူးဆိုရင်အဲ့ဒီ24ရက်နေ့မှာကျန်တဲ့အဖွဲ့အားလုံးဒီတလတာကမ်ပိန်း139ဖွဲ့ကမှမပြည့်အောင်လုပ်ရမယ်နော်အဲ့ဒါတေချာနားထောင်ပါနော်ဒီညလာမအားလို့ရှိရင်24ရက်နေ့မှာအရောက်တိုင်းလာပေးကြပါလို့နော်ပြောချင်ပါတယ်ဒီညလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့အရေးပေါ်တဲမမို့အချိန်ပေးထားတာ3ရက်ကမမို့6ဖွဲ့စာပဲရသေးတာပေါ့နော်အဲ့ကြောင့်29ဖွဲ့စာတောင်လိုသေးတဲ့အတွက်ကြောင့်နော် messenger မှာဆက်သက်လာပြီးတော့နော်ဘယ်နှပတ်တွေလာတော့တောင်းပေးကြပါမမို့လဲမိုးခိုင်မှာအကောင့်နဲ့မိုးခါဒီအကောင့်မှာမမိုးလိုက်လွှင့်မယ်နှကောက်စလုံးမိုးလွှင့်မယ်နော်ဒီညလာပြီးတော့ကြည့်ပေးကြပါလို့နော်လာပြီးတော့အားပေးကြပါလာပြီးတော့ဝန်းရံပေးကြပါနော်မမိုးကူညီတောင်းပါတယ်စင်သူရဲ့ကောင်းအလူစင်မဟုတ်ဘူးတထေးကြီးလည်းမဟုတ်ဘူးနိုင်တဲ့လောက်ကူညီလို့ရတာပေါ့ငရုတ်ဒီတလုံးစင်55ပါနိုင်တဲ့လောက်နဲ့ထည့်ပေးလို့ရတယ်နော်အခုတို့မလို့နော်100နိုင်နော်ပြည်သူလူထုက54တန်းစီပါတယ်အရောက်တိုင်းပါဝင်လို့စင်ဒီ29ဖွဲ့စာလားဒီအားလုံးစုစုပေါင်း43ဖွဲ့စာလားခဏလေးပဲပြည့်သွားမှာပါ